နိုင်ကြသောကျင်းလီကျဆသွားလာကြသောပုဂ္ဂိုလ်ပေါင်းသတ္တဝါပေါင်းဝိကရာပေါင်းတို့အားအလင်းတရားဝိနတရများတို့ကိုယခုလက်ဆောင်ဒါနယူပြီးတော့အတေလေးကိုတရားနာဖိတ်မှာဖြစ်ပါလေယခုညယခုအချိန်မှာပဲတရားနာသောအခါမှာမေတ္တာတုတ်တံတွေယူရုပ်ဖတ်တဲ့ဆယ်မှာဖြစ်ပါလေအလုံးမေတ္တာပို့မှာဖြစ်ပါလေအကျဉ်းတို့ယခုလူဘဝအသက်ရှင်နေတဲ့အချိန်ခါမှာယနေ့နေမြတ်မသုဒါနသီလဘာဝနာစရှိတဲ့ကုသိုလ်ကောင်းမှုအကျဉ်းတို့တဲ့ဘဝမင်္ဂယုတ်ပြုပါသူပြုပါသာယခုမြတ်မှာတရားဓမ္မအပေါင်းကုသိုလ်ကောင်းမှုဘုရားရှင်ခြင်းမေတ္တာပို့ခြင်းမြတ်ဝေကောင်းမှုကုသိုလ်ယခုဘဝ၌ပြုလုပ်ထားခြင်းဖြစ်ပါသည်ထိုကောင်းမှုကုသိုလ်တော်အားတင်းတို့သေရမေတော်မရတဲ့မနမြတ်ပိဋကဒုက္ခိတဝိနည်းသတ္တဝါအပေါင်းတို့အညီအမျှချမ်းသာမှုရကြပါစေခြင်းကမေတ္တာပုပ္ပေကမရှိသွားပြီးယနေ့ညတညမနက်ဖြန်ညတညယခုအချိန်ကာလသမယပါ၏မေတ္တာပို့ခြင်းအမြတ်ဝေခြင်းကောင်းမှုကုသိုလ်များကိုပြုလုပ်ပေးမှာဖြစ်ပါတယ်တို့ဖြစ်ပါ၍ဤပွင့်ဤနဲ့ဤဒေကပိုင်းရာဆိုင်ရာနတ်ဒီဝနာပေါင်းကိုဖြင့်ပြုကြပါလော့ဖြင့်ပြုကြပါလော့ဤနေရာဤဒါနကွင်ပိုင်းနေပိုင်းတောပိုင်းတောင်းပိုင်းမကြဆိုင်ရာပိုင်းရာနတ်ဒီဝနာတို့ဆိုင်ရာပိုင်းရာပုဂ္ဂိုလ်များတို့ဆိုင်ရာပိုင်းရာသေသေပိဋကညာရကပေါင်းတို့တရားနာကြားကြဖို့ကောင်းမှုကိုယ်တွေပြေဝေသောခါသာရုခေါ်ကြဖို့ယခုဤနေရာဤဌာနစီကအကျွန်ုပ်တို့သိကြပါ၏ဖိတ်မှန်ကပြုပါ၏အကျွန်ုပ်တို့ကမာရများရှိခဲ့ကဒီခံခွင့်လို့ကြပါကုန်တော့အကျွန်ုပ်တို့ဒီမင်္ဂယကျောင်းဆရာတော်ဘုရားနဲ့အကျွန်ုပ်နိုင်ရကကျောင်းဆရာတော်ဘုရားတို့အဖြစ်ယခုမြတ်မောတရားဓမ္မအပေါင်းကိုယ်တော်ဝတ္တုဇာသာနေသူနေသာအပေါင်းတို့ကအတင်တို့ကိုရံမှုခြင်းမဟုတ်ပါအတင်တို့ကိုဆာရမဲ့နေရမဲ့နေရခံခြင်းပြည့်စည်ခြင်းမဟုတ်ပါအကျွန်ုပ်တို့ပြုသမျှကုသိုလ်ကောင်းမှုတွေကိုအတင်တို့အပေးဝေငှမှာဖြစ်ပါသောကြောင့်အတင်တို့ကိုယ်တိုင်ကိုကြတရားနာတိုင်းစွာရှိကတရားနာကြကြဖို့မေတ္တာများပေးဖို့တော့ပေးဖို့တာတော့အခါမေတ္တာများကိုခံယူကြဖို့ဖိမှန်တကပြုပါ၏ဖိတ်ကြပါ၏ယခုကျိုးတင်ဖိတ်ကြခြင်းကိုလည်းပဲဆိုင်ရာပါရပုဂ္ဂိုလ်များဆိုင်ရာပါရနတ်ဒီဝဒအပေါင်းတို့ကအတင်းတို့ကဖိတ်မြင်ကြပါအကျဉ်းတို့တရားနာခွင့်သာဓုခေါ်ခွင့်ရအောင်ဖိတ်ကြတာကိုခွင့်ပြုကြပါတော့ဤတော်တောင်ရင်မြေမြေလျှောက်ရင်ပင်လည်းသမုဒ္ဒရာဆိုင်ယာမာယာနတ်ဒေဝတာပေါင်းတို့သည်ဆိုင်ယာမာယာပုဂ္ဂိုလ်တ attva ပေါင်းတို့သည်ဆိုင်ယာမာယာစေမြေပိဋကညာရကပေါင်းတို့သည်ကိုယ်စိတ်ကြွားပြေရကြကြမချမ်းသာကြပါစေကိုယ်ပိုင်တောင်းတိုင်းကိုလည်းကိုယ်စိတ်ကြပြပြရဝါကျမ်းပါဆန္ဒကြပါစေဝတ္တုံကရေမြေကြီးနိုင်တဲ့တရဝအလုံးတော်နတ်များလာကောင်းနာပေါင်းတို့ရဲ့ဆောင်ဆောင်ကြသောပုဂ္ဂိုလ်တ attva ပေါင်းတို့သည်ကိုယ်စိတ်ကြပြပြရဝါကျမ်းပါဆန္ဒကြပါစေဒါဒါဝိရုံလကဝိရုံလကကုဝေရာသမာရေအာသနာဆောင်နတိကြီးရေပါတို့ဒီကဘာသာသနာတော်စောင့်ကြောင်းနတ်ဒေဝနာပေါင်းများစွာတို့သည်ဘုန်းကြီးကြပါစေအတရှင်ကြပါစေကိမစေတိတကိုယ်ရေမြတ်တို့ဝါနိုင်ကြပါစေသူတော်ကောင်းတရားတွေကိုနာကြားမှတ်တာပွားများစီခြင်းတရားအားထုတ်နိုင်ကြပါစေနိဗ္ဗာန်ကိုအာရုံပြုနိုင်ကြပါစေနိဗ္ဗာန်ကိုရနိုင်ရောက်နိုင်ကြပါစေလို့ရှင်းဥပါမေတ္တာပေးဖို့ပါခြင်းဆုတောင်းပေးခြင်းယခုအကျဉ်းတို့ပြုလုပ်ပါသည်ဒါကြောင့်ဤမင်္ဂယေကျေဝါဥစုမင်္ဂယေရွာဤ
ဤသုဒ္ဓတိတိနေယမြေနေယဌာနတေအပြင်ဥပ္ပသ၌ဆောင်းဆောင်ကြကုန်သောမြေတိုင်းကြကုန်သောကျင်လည်းကျစားကုန်ကျင်လည်းကျစားကြကုန်သောလူငါပြေမပုဂ္ဂိုလ်တတဝါဆိုဖို့ပိဋကညာရကပေါင်းတို့သည်ညာတိကာလောဤတာဝေမာနိကပိဋကပေါင်းတို့သည်ကိုယ်စိတ်တရားကိုယ်ဟံကျေမချမ်းသာကြပါစေအမဂရီတကောမျိုးမျိုးတိုးဝနိုင်ကြပါစေဘုံဘိဗံမရေသာမင်းဆောင်ရောက်နေတိုးတဲ့သီဝစီပင်ပြန်ပြောနိုင်ကြပါစေဝိမိုင်းကြီးများတို့အားလုံးဝိမိုင်းနေပိုင်းလေပိုင်းတို့မြေဆောင်ရဲ့အတွင်းလက်သမုဒ္ဒရာဆံရပန်ရပုဂ္ဂိုလ်အပေါင်းတို့တတ္တဝါအပေါင်းတို့ဝိနည်းအပေါင်းတို့ရေလက်ကျစားပုဂ္ဂိုလ်တတ္တဝါဝိနည်းအပေါင်းတို့သည်ယခုမြတ်မကြာတရားနာကြကြဖို့တာရုခေါ်ကြဖို့မင်းကယုကြည်ပါလို့ဆိုမင်းကယုရွာဤတုတ်တံမြေအတ္တိထားပြီးတုတ်တံမြေတမ္မမိဤနေရာဤဌာနသည်လို့တရားနာရတာတို့ခေါ်ရလာရောက်ကြပါကုန်သောကြားရောက်ကြပါကုန်သောအတင်တို့ကလည်းခွင့်ပြုကြပါကုန်သောအတင်တို့ကိုရပြုလို့ရှိမဟုတ်ပါအတင်တို့ကိုနေရမဲ့ထိုင်ခင်းနေရမဲ့ဒီပြောင်းလဲလို့ရှိမဟုတ်ပါတို့ဖြစ်ပါတော့ကြောင့်ကြောက်လောင်မရအတန်များကိုလည်းမပေးကြပါနဲ့ဆူးချတော့အတန်များကိုလည်းအတင်တို့မပြုကြပါနဲ့မကောင်းသောအနန္တအပေါင်းများတို့ကိုလည်းအတင်တို့မပေးကြပါနဲ့အကျွန်ုပ်မေတ္တာရကတိုက်တော်လို့ဆိုအပ်ပါတယ်ဗျာဆံရပိုင်ရပုဂ္ဂိုလ်များတို့ကလေးတွေဒီမှာထိုင်နော်လေးဒီမှာပြောတယ်ဆူးလေးချစ်မယ်ဆူးချစ်မယ်ငုံနော်ခိုင်းနေနောက်ပြီးကြရင်တာလဘတ်တွေခင်းရမယ်ဟဲ့တာလဘတ်တွေပါလေကြားလားတာလဘတ်ခင်းမယ်တာလဘတ်ခင်းပြီးတော့ပါမန္တပညာဝိနည်းသတ္တဝါအနန္တရဲ့တွေကိုတရားနာတဲ့နေရာမှာသူတို့ကိုထိုင်နေရေခွက်တို့ချပေးထားရမယ်ဟဲ့တောက်တာမတောက်တာသူတို့အပိုင်းကိုယ့်ဘက်ကဝတ္တရားကြည့်အောင်ပြုလုပ်ရမှာပဲမန္တပညာအစီအစဉ်မကဲဆွေတော်မျိုးတော်တို့ဤသုတ်တံမြေနေရာအတိတည်ထားမည်ဤနေရာမှာဤမင်းကံယူကျေးပါပေါ့ဗျာဤနေရာဤဌာနဒီမှာသုတ်တံနဲ့ရွာနဲ့ကြားမှာရွာနဲ့ထုံကြီးကျောင်းတော်မင်းကံယူကျောင်းတိုက်ကြီးနဲ့ကြားမှာသုတ်တံမြေမလျောမသက်သမဏသာတို့ဘာမဖြစ်တဲ့အတွက်ကြောင့်သာသနာဆောင်နာမင်းကြီးလေးပါတို့သိပါစေမြင်ပါစေကြားပါစေဆိုင်ရပါယနာဒီဝရတို့လည်းသိပါစေမြင်ပါစေကြားပါစေဒီကွင်းပိုင်းနဲ့ပိုင်းတော့ပိုင်းတောင်ပိုင်းကြီးလည်းမြင်ပါစေကြားပါစေတမိသူတို့ကပြီးလို့ရိုက်မင်းကလေးသာနာကတ်တော့ဘုန်းကြီးကပြောတယ်ကြားလားပြည်ဆိုဤသုတ်တံမြေနေရာတိထဘုတော်ရာ၌ဤသုတ်တံမြေတိထဘုတော်ရာ၌သုတ်တံမြေတိထရာ၌ဒါမင်းကံရုပ်ကြီးရွာ၏သုတ်တံမြေအသစ်နေရာမှာသုတ်တံအဟောင်းကဝိနည်းများစုလည်းပဲဒီမှာရွှေ့ပြီးတော့ထားမှာဖြစ်ပါတယ်ဒါကြောင့်ကြိုတင်ပြီးတော့ဤမြေနေရာမှာရှိလိကြသာနေတိုင်းကြကုန်သောပုဂ္ဂိုလ်ပေါင်းတတ္တဝါအပေါင်းတို့အသေးလုံးနဲ့အကျုံးတို့မင်္ဂယုပြေပါသူပြေပါသာမင်္ဂယုကြောင့်တိုက်ဆရာတော်ယဟန်သံဃာတော်ရှင်သာမဏေကပ္ပိယကြောင့်ပါအသေးလုံးနဲ့ဘဝတစ်ခုတစ်ခုမှာဆွေမျိုးတော်ဆက်ခဲ့တာမှန်ပါ၏ဘဝတခုမှဆွေမျိုးတော်ဆက်ခဲ့တာဖယားဟောသည့်အတိုင်းဧကံမုတ်ချဆွေမျိုးတော်ဆက်ခဲ့တာမှန်ပါ၏ထိုမှန်ကန်သောသစ္စာစကားကိုလည်းပြောကြပါ၏အသင်းတို့နဲ့ကျွန်တော်တို့ဟာယံသူမဟုတ်ပါဘဝတခုတစ်ခုမှဆွေမျိုးတော်ဆက်ခဲ့တာဖြစ်ပါတော့ကြောင့်အသင်တို့အားကျူတဲ့သုတ်တံမြေတိထာအသစ်တိထာမြေနေရာ၌အသင်တို့ကိုကျိုးတင်၍အတိအမှကျူသောအဖြစ်မေတ္တာပို့ခြင်းအမြဝေခြင်းကောင်းမှုကုသိုလ်ပေးဝေခြင်းယ
ယခုအကျွန်ုပ်သည်တရားနာဖို့တာဓုခေါ်ကိုဖိတ်ကြပါ၏ဖိတ်မန္တကာပြုပါ၏ဖိတ်ကြအပ်ပါ၏မကြမရှိကြားသိကြသည်ဗျာမမြင်မရှိမြင်သိကြသည်ဗျာအကျွန်ုပ်တို့ကလည်းပဲစေရနာမေတ္တာထားကားဖြင့်သတ္တဝါဝိနည်းရဒီပေါ်မှာဆင်းရဲဒုက္ခရောက်နေကြတဲ့ပုဂ္ဂိုလ်သတ္တဝါတွေအပေါ်မှာဆင်းရဲဒုက္ခကလွတ်မြောက်ကြပါစေလို့မေတ္တာထားပြီးတော့ယနေ့ကောင်းမှုကုသိုလ်များကျိုးတဲ့အတိပေး3ရက်တိုင်တိုင်အသင်တို့ကိုအတိပေးပြီးတော့သုံးတမ်းမြေအသစ်တည်တော့မယ်လို့3ရက်တိုင်တိုင်အတိပေးခြင်းအကျွန်ုပ်တို့သတ်ဆွမ်းသမျှပြုသမျှကုသိုလ်ကောင်းမှုတွေပေးဝေခြင်းအကျွန်ုပ်တို့3ရက်တိုင်တိုင်ကျိုးတည်းလာရောက်၍အသင်တို့အားအတိမပြုသောအဖြစ်အသင်တို့အားပန်ကြားသောအဖြစ်အသူတို့အားသိအောင်မြင်အောင်ကြားအောင်ပြောကြားခြင်းဖြင့်အကျွန်ုပ်တို့ကောင်းမှုကုသိုလ်များအများအတတ်ပေးဝေခြင်းတို့ကိုလာရောက်ပြုလို့ခြင်းဖြစ်ပါသည်မနေ့ပြန်ကြပါလည်းပဲ6နာရီကျော်9နာရီဝန်းကျင်ခန့်မှာအသင်တို့လာရောက်ပြီးကောင်းမှုကုသိုလ်တွေကိုတရားနာခွင့်ရသောပုဂ္ဂိုလ်တ attva တို့တရားနာကြကြမှုကောင်းမှုကုသိုလ်တွေကိုပေးဝေသောအခါကောင်းမှုကုသိုလ်တွေကိုသာဓုခေါ်ခွင့်ရရလျောင်းမနေ့ပြန်ကြမှာလည်းပဲအသင်တို့ကောင်းမှုကုသိုလ်သာဓုဝမ်းမြောက်မှုပေါ်လာရောက်ခေါ်ဆိုကြပါကုန်လောတရားနာကြွားကြပါကုန်လောမေတ္တာပို့သောအခါမှာလည်းပဲကျမ်းမာသည်ကြောင့်ချမ်းသာသည်ကြောင့်မေတ္တာပို့သောအခါမှာမေတ္တာများလည်းပဲခံယူနိုင်သောရှိပါမေတ္တာများကိုလာရောက်၍ကြွားရောက်၍ခံယူကြပါကုန်လောလို့မင်္ဂန်ယူကြောင့်ဆရာတော်ဘုရားနဲ့အကျွန်ုပ်နဲ့ရေကန်ကြောင့်ဆရာတော်တို့ကတပိတကားတကားမှာပေါင်းစုပေါင်း၍အသင်တို့အားအတိပေနိုးသောဖိတ်ကြားခြင်းအတိပေနိုးသောပန်ကြားခြင်းအတိပေနိုးသောခြင်းမေတ္တာရခံခြင်းတို့ကိုကြိုတင်၍ယခုယနေ့ကညကစ၍အသင်တို့အားဖိတ်ကြားပါ၏မနေ့ပြန်ကြတဲ့